ကဲအခုကကျမတို့ညောင်ရည်သုံးပွဲအတွက်သွားရဘလို့လေးပါအရင်ဆက်ထွက်ပါပြီကျမတို့လင်မြန်းထဲမှာစပိန်မရှိတာဖြစ်တဲ့အတွက်စပိန်ကိုအဓိကထားပြီးသွားပါဟုတ်ကျမရန်လှနော်ရှေအွန်လာကျမတို့နေလန်နေပြီးတော့အိုင်လန်ထိပ်အိုက်စ်လန်ဘက်ကိုသွားတဲ့အချိန်ဂုံးလေးရှူလိုက်အောင်ကျမပန်းနေဝဲတယ်ရကနေတော့ကျမပန်းနေဝဲပါတယ်ကျမယောက်ျားစပိန်အရှိရလေးနင်းမော့ကျမနောက်ကစီဆိုင်ဒီဆိုင်တချင်းနေရလို့ပေါ့တိတ်နေရန်လှနေပါတယ်အဲ့လိုနဲ့ကျမတို့ကြောက်တော်ကြီးဖေးအောင်ရောက်သွားပါတယ်ဟိုဆရာဟိုတဲ့ဝင်ကြည့်ပေးရမယ်300အောင်โอเค300ပေးဖို့အကျေ300မပါရတဲ့ကျမ900ပေးခဲ့လိုက်ပါတယ်ဘာဖြစ်900ပေးခဲ့ပြီးပြန်မယ်ဆိုပြီးတော့စပိန်မှာတက်ပြီးပြန်တော့ဟဲလူတွေအများကြီးပဲပေါ့စပိန်ထားကြနေရမရှိစပိန်ထားကြနေရလိုက်ရှာပါနေတယ်ကျမတို့လူမျိုးတော့โอเคစပိန်ထားပြီးပါအဲ့တော့ငါတို့ဖျားပေါ်တက်မယ်ဆိုပြီးတော့ရှောက်ကြည့်နေတဲ့အချိန်မှာကျမသူ့လက်ကိုဆွဲလိုက်ပါတယ်ကျမလမ်းလျှောက်ပြီးသွားတယ်မလီရှိရသွားနောက်ကလိုက်တော့အဲ့လူတွေတချို့ဆောင်လို့ကြည့်လိုက်အောင်ကျမအရင်လာတယ်လာနေလဲလာအောင်လာခဲ့လိုက်တော့ကျမသူခေါ်လိုက်တယ်ကျမပြုံးလိုက်ချစ်စရာလေးဟေးကျမတို့ဖျားပေါ်ရောက်သွားပါပြီရှောက်တယ်ကျမ3ဘက်ပြအောင်ရှောက်ပါတယ်โอเค3ဘက်ပြီးသွားပါပြီအဲ့လိုနဲ့ကျမတို့ဖျားပေါ်တက်တော့ပါမယ်ဖျားပေါ်တော့နေဗနာရှုမလားဘယ်နာရှုမလဲသူ့နေရာပြအဲ့နာရှုကိုကျမ instruction တွေပေးသူကရှုခိုးပါပဲထိုင်လိုက်ပါပြီโอเคသူရှုခိုးမှာရိုက်ပါမယ်ချိန်ကမှပဲလူတွေကကိုယ်တယ်โอเคကျမရှုခိုးတဲ့အလဲရောက်သွားနေဖုန်းကိုင်ပြီးတော့ကျမတို့အောင်မြင်နေမှုသွားပါတယ်သွားတယ်နဲ့ရောက်သွားပါတယ်အောင်ပြီးတော့ကျမတို့ဒီစီဒီမှာရှုခိုးတယ်ရွှေသင်္ကန်းကတ်လို့ရတော့မသိမေ့နေရွှေသင်္ကန်းနဲ့ဝယ်ပြီးပါโอเคကျမဒီမြတ်ကအများကြီးထိုးနေချိန်မှာကျမတစ်ချောင်းပဲထိုးမှာဘယ်လိုဆိုမှော်မှာဆိုလို့တယောက်တည်းဖြစ်နေမှာဆိုကျမတို့တယောက်တစ်ပုံရိုက်နှစ်ယောက်တည်းတစ်ပုံကိုရိုက်နှစ်ယောက်တည်းပဲရှိရပြီတော့ညောင်ရည်သုံးတာကြုံကြီးကြမ်းပတ်တယ်ပြန်နဲ့ပြီးတော့မှဒီလိုလောက်နေကျမကတော့ easy ပဲအိမ်နေတိတ်ခါရှိနဲ့ရနေဖုန်းကိုင်ငါပတ်မယ်ဆိုကျမပတ်ဖို့လုပ်တော့ပါတယ်ကျမပတ်တော့ရှင်းမယ်လေညောင်ရည်သုံးပါတယ်ဆိုအများကြီးဖြန်းသူကတော့လမ်းပတ်နေမလားဘာမဖေရေးစီလေးနဲ့ညောင်ရည်သုံးပြီးလောင်းလိုက်ပါတယ်โอเคဟဲ့လက်ကင်ဆိုသူလက်ကင်နေရပါမှာလက်ကင်ပြီးချောက်တော့လုံးဝလက်မလို့ဘူးโอเคရွှေကနေတော့ဘူးနေရလိုက်ရှာနေကြည့်စောနာနေရာမှာလုံးဝမယ်ဟာပြီးတော့ကျမတို့ရှိုးခဲ့တဲ့နေရာပြန်ရောက်တော့အဲ့နားမှာပဲရွှေသင်္ကန်းကတ်လို့ရဆိုကျမတို့ရွှေသင်္ကန်းလည်းအကြီးပဲเนาะကြည့်လိုက်အောင်ပါဂျင်းပြန်ပါပြီကျမတို့ညရွှေသင်္ကန်းလည်းကတ်ပြီးပါပြီဆိုတော့ပြန်ပါပြီပြန်တဲ့အချိန်မှာလူတွေတော်တော်များလာပါတယ်ရှင်ကျမတို့ညကဖေးကြိုက်တာလို့ပြပါကိုကြိုက်တာကိုလို့ကိုနောက်ဆုံးရှိုးလိုက်အောင်